ဒီသုံးခုတွေကကိုကြည့်ချင်တဲ့ dictionary ကိုကထောက်လိုက်အောင်မယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ entry တွေဒီမှာပြပေးလိမ့်မယ်ပေါ့နော်ဒါတော့ပထမတစ်ချက် my dictionary နဲ့ပတ်သက်လို့ပေါ့နော်ဒုတိယချက် favorite ဆိုတာကကျွန်တော်လေးလာအင်္ဂလိပ်ဘာသာကစပြီးတော့လေးလာစဉ်တော့တော်တော်လေးအသုံးဝင်ခဲ့တဲ့ feature တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်စလေးလာတော့သူကအဲ့ဒီ favorite ဒီ application မဟုတ်တဲ့ခါကျတော့ကျွန်တော်ဒီစာအုပ်ထဲမှာပါတယ်ပေါ့နော်ဟို topic တွေပေါ့နော် topic တွေပေါ့နော်အဲ့ topic တွေ alike သူကပြထားတာပေါ့နော်ဒီမှာ favorite ဆိုတာတော့လွယ်ပြောမယ်ဆိုရင်တော့ကျွန်တော်ဒီအကြောင်းအရာတွေ like သူကတူရစုပေးထားတဲ့ဟာပေါ့နော်ဥပမာကိုကပညာရေးနဲ့ပတ်သက်တဲ့ education နဲ့ပတ်သက်တဲ့ဝါဟာရတွေကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ဒီ education session ကိုတွားလိုက်ရင်သူကအဲ့ဒီ education နဲ့ဆိုင်တဲ့စကားလုံးတွေပေါ့နော်ဥပမာteaching learning နဲ့ဆိုင်တဲ့ဟာတွေဒီစကားလုံးတွေကိုသူကစုပေးထားတာပေါ့နော်အဲ့တော့ဒီပေးထားတဲ့စီးရင်တွေကိုစကားလုံးတစ်လုံးကြည့်လိုက်လို့ဒီအကြောင်းအရာနဲ့ဆိုင်တယ်လို့ထင်တယ်ပေါ့နော်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့ add လုပ်လိုက်ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုပိုင်ဒီ topic အသစ်တွေထပ်ပြီးတော့ထည့်ခြင်းနဲ့ဆိုလဲထည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါကတော်တော်လေးအသုံးဝင်နေပေါ့နော်ဥပမာဒီတပတ်ကိုကအကြောင်းအရာတစ်ခုသတ်မှတ်ပြီးတော့ပဲဖြစ်လေးလာတယ်ဆိုလို့ရှိရင်လေဒီဥပမာဒီတပတ်တော့ကိုကအလုံးနဲ့ဆိုင်နေရတယ်လေးလာမယ်ဆိုရင် job ဆိုတဲ့ category ကိုတွားပြီးတော့မှ job နဲ့ဆိုင်နေဟာတွေကိုကိုကစကလုံးတွေလေးလာတယ်ပေါ့နော်ပြီးရင်ဒီပြန်ပြီးတော့သုံးကြည့်ရဒါမျိုးတွေလုပ်လို့ရတယ်ပေါ့နော်ဥပမာဒီ language test တွေဖြစ်တဲ့ IELTS 2 TOEFL တို့ဖြစ်မဲ့ဆိုလို့ရှိရင်လေအရေးပေါ်ပေါ့နော်ဒီစာရီပြန်နှွေးကျင်တာတို့ဘာလို့ရှိရဆိုလို့ရှိရင်လေဒီမှာလာပြီးတော့စကလုံးတွေအသုံးဝင်မဲ့စကလုံးတွေလာပြီးတော့ရှာကြည့်လို့ရတယ်ပေါ့နော်ကိုထပ်ပြီးတော့ add လုပ်ချင်တယ်ဆိုရင်လေဒီညာဘက်မှာရှိတဲ့ edit button လေးကနေကျွန်တော်ဒီ new folder ဆိုပြီးတော့ folder အသစ်ပေးပြီးတော့မှကျွန်တော်တို့လေ့လာလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုစကလုံးတွေထပ်ပြီးတော့တွေ့တဲ့စကလုံးတွေ add ချင်တယ်ဆိုရင်လေအသက်ဆိုင်ရာစကလုံးကျွန်တော်တို့ကဒီ folder လေးကိုလာပြီးတော့ add လုပ်ရတယ်ပေါ့နော် okay ဒါကတော့ကျွန်တော်ဒီ favorite နဲ့ပတ်သက်တာပေါ့နော်ဒီ history ကတော့ကိုကြည့်ခဲ့တဲ့စကားလုံးတွေပေါ့နော်တခါလေကျတော့ဒီတစ်ပတ်မှာကျွန်တော်စကားလုံးအသစ်တစ်လုံးကြည့်လိုက်တယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ပတ်ကျတော့ကျွန်တော်မေ့သွားရောအဲ့စကားလုံးပေါ့နော်ဒါအဲ့ဒါဆိုရင်ကျွန်တော်ဒီ history မှာပြန်လာပြီးတော့မှရှာကြည့်လို့ရတယ်ပေါ့နော်ကိုရှာကြည့်ထားတဲ့စကားလုံးတွေပေါ့နော်ဥပမာဒါဆိုရင်ကျွန်တော်ရှာကြည့်ထားတဲ့စကားလုံးတွေပဲဆိုပါမယ်နော်news ကတော့သူ့ရဲ့ဒီ OALD နဲ့ပတ်သက်တဲ့ news update တွေပေးတဲ့နေရာပေါ့နော်ပြီးရင်ကျွန်တော်ခြိုက်တဲ့နောက်ထပ် feature တစ်ခုကတော့ဒီ quiz ပေါ့နော် quiz ကဒီ quiz ကိုတွားလိုက်မယ်ဆိုရင်ပြင်းတဲ့အခါမှာဖြစ်ဒါမှကိုယ့်ရဲ့ဒီ knowledge ကိုပေါ့နော်ပြန်ပြီးတော့စမ်းသပ်ချင်တာပဲဖြစ်ပေါ့နော်ကိုဘလောက်သိသွားပြီလဲဆိုတဲ့ဟာပေါ့နော်ဒါအဲ့ဒါမျိုးပြန်ပြီးတော့စမ်းသပ်ချင်တော့ဒီ quiz တွေဖြည့်ကြည့်လို့ရတယ်ပေါ့နော်ခက်တော့ခက်တယ်ပေါ့နော်ကျွန်တော်ဖြည့်ကြည့်လောက်တော့လေအဲ့တော့ကျွန်တော်လည်းမှားလိုက်ပြန်လေ့လာလိုက်ပြန်ဖြည့်ကြည့်လိုက်ပေါ့နော်အဲ့ဒါမျိုးဘေးကုန်းပေါင်း900ရှိရပေါ့နော်အဲ့တော့ထိုင်ဖြည့်နေလို့ရတယ်ပေါ့နော်အကြာကြီးထိုင်ဖြည့်နေလို့ရတယ်ဆိုလိုတာလေတနေ့နည်းချင်းဖြည့်လေရတယ်ဖြည့်လိုက်မှားလိုက်လေ့လာလိုက်ပေါ့နော်အဲ့လိုမျိုးလုပ်လို့လည်းရတယ်ပေါ့နော်အဲ့တော့ဒီ quiz တွေမှာဆိုရင်ဥပမာအထူးသဖြင့်ခက်တယ်ဆိုတာဘာလို့လဲဆိုတော့ဒီသူကတာမန်အဓိပ္ပာယ်မဟုတ်တော့ဘဲနဲ့ဒီ the usage နဲ့ပတ်သက်တဲ့ quiz တွေရှိတယ် idiom နဲ့ပတ်သက်တာရှိတယ် phrasal verb နဲ့ပတ်သက်တာရှိတယ်ပေါ့နော်အဲ့တော့အကုန်လုံးကိုစမ်းသပ်ချင်တယ်ဆိုရင် all နေပြီးတော့ quiz စာဖြည့်ကြည့်လို့ရတယ်ဒါမှမဟုတ်တစ်ခုချင်းစီကိုဖြည့်ကြည့်ချင်တယ်ဆိုရင်လည်းတစ်ခုချင်းစီကိုဖြည့်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ quiz နဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်နောက်တစ်ခုကတော့ word of the day ဆိုတာကဒါလည်းဒီစကားလုံးကိုပုံမှန်လေ့လာဖို့အတွက်တွန်းအားဖြစ်စေတဲ့အပိုင်းတစ်ပိုင်းပေါ့နော်ဥပမာဒီနေ့အတွက်လူကြည်များတဲ့စကားလုံးတွေကိုလည်းပြပေးတတ်တယ် word of the day ဒါမှမဟုတ်လည်းအဲ့ဒီနေ့နဲ့တိုက်ဆိုင်တဲ့စကားလုံးတွေပေါ့နော်အဲ့ဒါမျိုးစကားလုံးတွေအသုံးများတဲ့ဟာတွေကိုသူကပြပေးလိမ့်ရှိတယ်ပေါ့နော်ဥပမာဒါဆိုရင်ဒီတခြားနေ့တွေစကလုံးတွေပေါ့နော်နေ့တစ်နေ့ကိုသူကနှလုံးလုံးသူကပြပေးတယ်ပေါ့နော်ဥပမာဒီနေ့ရဲ့စကလုံးဆိုလို့ရှိရင်sorry တချို့နေကျတော့တစ်လုံးပဲပေါ့နော်ဥပမာ communication ဆိုရင်
August လ28ရက်နေ့ကပေးထားတဲ့စကားလုံးပေါ့နော်မနေ့ကစကားလုံးကတော့ clarity ပေါ့နော်အဲ့တော့ဒါဆိုရင် clarity ကိုကြည့်လိုက်ပေါ့နော်အဲ့ဆိုရင်ကိုက clarity ကိုကြည့်လိုက်တာ ਨੇ okay သူကဘယ် list ထဲမှာပါနေတော့ Oxford 5000ဆိုရင်သူကအသုံးများတဲ့စကားလုံး9000နဲ့ပါတယ်ပေါ့နော်သူရဲ့ vocabulary ကို CEF နဲ့တိုင်းလိုက်မယ်ဆိုရင် C1 ပေါ့နော်ဟို level မှာရှိနေတယ်စသဖြင့်ပေါ့နော်သူ့ကိုအတန်ထွက်တွေကြည့်လို့ရတယ်သူ့အသေးစိတ်သွားကြည့်ရင်အဲ့ဒီပုံနှိပ်လိုက်အောင်မယ်သူ့ရဲ့ entry ကိုရောက်သွားမယ်ပေါ့နော်ဒါဆိုရင် clarity ကိုရောက်သွားမယ်ပေါ့နော်ဒါကတော့ဒီ word of the day ကနေပြီးတော့မှပုံမှန်ကိုလေ့လာခြင်းနဲ့ဆိုရင်လေ့လာလို့ရတယ်ဟာပေါ့နော်ကျန်တာတော့ဒီမှာအောက်မှာပါတယ်ဒီစောစော information တွေမှာသူဘယ်လိုသုံးမလဲဆိုတာပါမယ် grammar ပေါ့နော် grammar ကိုတစ်ချက်ကြည့်ကြည့်အောင်လေနော်အဲ့တော့ grammar ဆိုရင်လည်းထုံးစံတိုင်းပဲသူ့ရဲ့ဒီ grammar နဲ့ဆိုင်တဲ့အသုံးတွေပေါ့နော်ကိုဒီထဲမှာဟိုဘယ်လိုအတူစကားလုံးတွေကိုသုံးထားလဲ verb ဆိုတာပါလဲ intransitive verb ဆိုတာပါလဲစသဖြင့်ပေါ့နော် grammar နဲ့ပတ်သက်တာတွေကိုဒီမှာအသေးစိတ်ပြောပြပေးထားတယ်ပေါ့နော် okay ဒါဆိုရင် entry ကိုပြန်သွားလိုက်မယ်ပေါ့နော်အဲ့တော့ဒါဆိုရင်တော့သူစုံတဲ့လောက်ရှိသွားပြီပေါ့နော် grammar လည်းပါသွားပြီအောက်ကတော့တခြားသူ့ရဲ့ setting ပိုင်းဆိုင်ရာတွေဆိုတော့အသေးစိတ်မသွားတော့ဘူးပေါ့နော်အဲ့ဆိုရင်ကျွန်တော်စကားလုံးတစ်လုံးကိုနမူနာကြည့်ကြည့်ကြမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်မူရင်း menu ကိုပြန်သွားလိုက်မယ် okay အဲ့ဆိုပါတော့စောစောကကျွန်တော်ဒီ clarity ပဲဆိုပါတော့နော် clarity ဆိုတဲ့စကားလုံးပဲကျွန်တော်ရိုက်ရှာလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီမှာ clarity ဆိုတဲ့စကားလုံးတစ်လုံးတွေ့ပြီပေါ့နော်ကျွန်တော်ကစကားလုံးတစ်လုံးကိုလေ့လာနေဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကိုသိတာတဲ့အများကြီးပို့တယ်ပေါ့နော်ဟိုပထမဆုံးသိရမှာတော့သူ့ရဲ့ meaning ဟုတ်တယ် meaning ပေါ့နော်ပြီးရင်သူ့ရဲ့ form ပေါ့နော် form ဆိုတော့သူ့ကိုကျွန်တော်တို့ကဒီဘာအနေနဲ့သုံးလို့ရမလဲ noun လား adjective လား verb လားစသဖြင့်ပေါ့နော်ပြီးရင်တော့သူ့ရဲ့အတန်ထွက်ပေါ့နော် pronunciation ပေါ့နော်ဒါတော့ basic feature ကျွန်တော် MFP လို့ခေါ်တာပေါ့နော်meaning form ပြီးရင်ဒီ pronunciation ပေါ့နော်အဲ့ဒါနေမရသေးဘူးပေါ့နော်ကျွန်တော်စကားလုံးလုံးလေးလာရဆိုတော့အဲ့ဒီထက်ပို့ပြီးတော့မှကျွန်တော်ကသူ့ကိုဟိုဘယ်ခါမှသုံးလို့ရမလဲပေါ့နော်သူ့ရဲ့ဒီတိုင်းရိုက်အဓိပ္ပာယ်ကပါလေသူ့ရဲ့ဟိုတခြား inference ပေါ့နော်ကောက်ချက်ချပြီးတော့မှ ယူရတဲ့အဓိပ္ပာယ်ပေါ့နော်ကပါလေစသဖြင့်အများကြီးရှိသေးတယ်ပေါ့နော်သူ့ရဲ့ usage တွေပေါ့နော်အဲ့တော့အဲ့ဒါကြီးအများကြီးရှိသေးတယ်ပြီးရင်ဒီအင်္ဂလိပ်စာမှာဒီသူကစကားလုံးတစ်လုံးကမတူတဲ့အဓိပ္ပာယ်တွေလည်းရှိနိုင်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒါကြီးအကုန်လုံးကျွန်တော်တို့ကသိဖို့လိုတယ်ပေါ့နော်သိဖို့ဆိုစကားလုံးတိုင်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီအရေးကြီးတဲ့စကားလုံးတွေပေါ့နော်သူသဖြင့်ဒီအုပ်မှာဒီမှာတော့လေးပြထားတယ်ဆိုရင်သူက key ပေါ့နော်အဓိကကျတဲ့စကားလုံးတွေလို့ခေါ်တာပေါ့နော်ဒီ Oxford 3000လို့5000လို့ပေါ့နော်အဲ့လိုမျိုးအရေးကြီးတဲ့စကားလုံးတွေအရေးကြီးရဆိုတော့အသုံးများတဲ့စကားလုံးတွေပေါ့နော်အဲ့ဒါကြီးဆိုရင်တော့ကျွန်တော်တို့ကသိထားရင်ပိုကောင်းတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်ကြည့်အောင်နော်ဒါဆိုရင်သူ့ရဲ့အတန်ထွက်ရှိတယ်သူ့ရဲ့အတန်ထွက်ကိုကျွန်တော်တို့ကဒီအတန်ထွက်သင်္ကေတတွေနားလည်ရင်လည်းသူ့ကိုကြည့်လို့ရတယ်ဥပမာဒါဆိုရင် stress ကပထမအတန်မှာရှိမယ်ပေါ့နော် clarity ပေါ့နော်ဖြစ်မယ်အဲ့တော့ကိုအဲ့လိုနားမလဲဆိုရင်လည်းရတယ်ဒီဘေးကအတန်လေးကိုနှိပ်ကြည့်လိုက်အောင်ပဲပေါ့နော် clarity ဒါဆိုရင်ဒီအပြာကသူကဒီ British English ပေါ့နော် clarity ဒါတော့သူ American English အတန်ကိုသူကပြပေးတာပေါ့နော်ဒီသူတို့အဲ့ဒီအတန်နှစ်တန်ကိုအဓိကထားပြီးဒီမှာပြပေးတာပေါ့နော်ပြီးရင်သူကဘယ်စကားလုံး family ထဲမှာပါလဲပေါ့နော်ဟိုသူ့ရဲ့ word family ဘယ်စကားလုံး family ပါလဲဆိုတော့မဟုတ်အဲ့တော့သူ့ရဲ့ဒီnoun ဆိုရင်ပါလဲadjective ဆိုရင်ပါလဲစသဖြင့်ပေါ့နော်သူ့ရဲ့ word family ကိုပြပေးတယ်ပြီးတော့မှ1 2 3စသဖြင့်သူဆိုရင်အဓိပ္ပာယ်3ခုပေါ့နော်မတူတဲ့အဓိပ္ပာယ်3ခုရှိနိုင်တယ်ပထမတစ်ခုရဲ့အဓိပ္ပာယ်ဒီဟာပေါ့နော်ပြီးရင်သူ့ရဲ့အောက်မှာသူကနမူနာစာကြောင်းလေးပေါ့နော် example sentence လေးစာကြောင်းထဲမှာဆိုရင်ဘယ်လိုထည့်သုံးရမလဲဆိုရဟာပေါ့နော်ဒါအရေးကြီးတယ်ပေါ့နော်အဲ့တော့အဓိကဟိုနမူနာအနေနဲ့နားလည်ုံလောက်ပဲသူကတစ်ကြောင်းနှစ်ကြောင်းပဲပြထားတယ်အဲ့ထက်ပိုပြီးတော့ကိုကလေ့လာခြင်းနဲ့ဆိုရင် example sentence extra examples ကိုနေလိုက်ရတယ်ပေါ့နော် She expressed herself with great clarity ပေါ့နော်စသဖြင့်ဒါမျိုးအသုံးလေးပေါ့နော်ဒီနမူနာစာကြောင်းလေးတွေကိုဖတ်ကြည့်ပါတန်ထွက်ပြီးတော့ပြောကြည့်ပါပြီးရင်ကိုယ်တိုင်လည်းပြန်ပြီးတော့ရေးကြည့်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်တိတတာတိုးတက်လာလိမ့်မယ်ပေါ့နော်ဘာလို့ဒီနမူနာစာကြောင်းတွေဆိုတော့ကသူက
ဟိုစကားလုံးတွေကိုတဘာဝကြကြသုံးပြထားတဲ့ဟာတွေပေါ့နော်ဟိုကျွန်တော်တို့လေးလာတဲ့အဆင့်မှာအဲ့နမူနာစာကြောင်းတွေကနေကျွန်တော်တို့ကဟိုနမူနာဆိုတဲ့အတိုင်းပဲအတူယူပြီးတော့မှပုံစံတူလေးပွားပြီးတော့လေးလာကြည့်လို့ရတယ်အဲ့ဒီကနေနောက်တစ်ဆင့်ကိုယ့်ရဲ့ဘာသာစကားအရေးတွေမြင့်လာလို့ကိုက create ပေါ့နော်ကိုယ်တိုင်ဖန်တီးပြီးတော့မှစကားလုံးတွေကိုလှအောင်လို့သုံးတဲ့ဘိုင်းကနောက်တစ်ဆင့်ပေါ့နော်အဲ့ဒီမရောက်ခင်ကျွန်တော်ကဒီသူ့ရဲ့နမူနာစာကြောင်းတွေကအသုံးပေါ့နော် usage တွေကိုနမူနာယူပြီးတော့ကိုယ်တိုင်ရေးကြည့်လို့ရတယ်ပေါ့နော်ဆိုရင်သူ့ရဲ့အထိပ္ပယ်၃ခုပေါ့နော်ဒီမှာတော့သူကနမူနာစာကြောင်းတွေကိုပြထားတယ်ဒါပေမဲ့သူ့ရဲ့အတန်ထွက်တွေတော့မပါဘူးပေါ့နော်တချို့စကားလုံးတွေကျတော့အတန်ထွက်တွေပါစာကြောင်းအတန်ထွက်တွေပါပါတယ်ပေါ့နော်အဲ့ဒါကြီးကျွန်တော်ဆက်ပြီးတော့ပြပေးမယ်ပေါ့နော်အဲ့တော့ဒီစကားလုံးကိုစိတ်ဝင်စားရဆိုရင်ဒီစကားလုံးကဘယ်ကနေစပြီးတော့လာတာလဲပေါ့နော်ဖြစ်လာတာလဲဆိုရင် what origin ကိုတွားပြီးတော့ကြည့်လို့ရတယ်အဲဆိုရင် Middle English ပေါ့နော်ဒီ glory ဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့နော်တုံးတယ်ဒီ Latin စကားလုံးပေါ့နော် claritas ဆိုတဲ့အနေလာတယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးသူ့ရဲ့သမိုင်းကြောင်းတွေပါတွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကဒီအတန်ထွက်ဒီမှာလေးလာပြီးသွားပြီနော်အဲ့တော့ clarity ကိုကိုကကြိုက်တယ်အဲဆိုရင် clarity ကိုစောစောပြောတဲ့ favorite ဆိုတဲ့ဟာပေါ့နော် list ထဲမှာ topic တွေထဲမှာတွားထည့်ထားခြင်းတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးလာလိုက်ဒီမှာကျယ်ပုံလေးပါတယ်ပေါ့နော်ဒါလေးပေါ့နော်ဒီ favorite ဆိုတဲ့ဟာလေးပေါ့နော်သူ့ကိုနှိပ်လိုက်ရင်အဲ့တော့ favorite ထဲကိုအပ်လို့ရသွားပြီပေါ့နော်အဲ့ဒါဆိုရင်ဘယ်ကိုအပ်မှာလဲရှိပြီးသား topic တွေလေလားဒါမှမဟုတ်ကိုက clarity ဆိုတော့အဲ့ဒါနဲ့မဆိုင်ဘူးပေါ့နော်ဟို topic အသစ်တစ်ခုပေးမှလားပေါ့နော်ဒါမျိုးပေးပြီးတော့ဒီမှာ save လုပ်လိုက်အောင်ပဲပေါ့နော်အဲ့လိုတော့အပ်ထားလို့ရတယ်ပေါ့နော်နောက်တစ်ခုကဒီအတန်ထွက်ကိုကလေ့ကျင့်ကြည့်ခြင်းတယ်ပေါ့နော် clarity လားဘယ်လိုအတန်ထွက်လဲလေ့ကျင့်ကြည့်ခြင်းတယ်သူ့ကိုနားထောင်တာတော့ဟုတ်ပြီငါအတန်ထွက်ကရောမှန်ရဲ့လားပေါ့နော်ဒါမျိုးကြည့်ခြင်းကျွန်တော်တို့ဒီလူပုံလေးရှိရဒီမှာပေါ့နော်အပေါ်မှာသူ့ကိုနှိပ်လိုက်ဒါ pronunciation practice လုပ်ရတာပေါ့နော် clarity သူ့အတန်ထွက်ကိုနားထောင်ပြီးရင်ဒီအနီအောင်လေးကကိုယ့်အတန်ထွက်ကို record လုပ်ထားတာပေါ့နော် clarity ပြီးရင်ပိတ်လိုက်နားထောင်ကြည့် okay နားထောင်ကြည့်ပြီးသွားရင်အဲ့တော့သူ့ရဲ့အတန်ထွက်နဲ့ရှင်ကြည့်ပေါ့နော်နှိုင်းရှင်ကြည့်ပေါ့နော်ဟိုဘက်ဒီဘက်ပေါ့နော်အဲ့တော့ဒါမျိုးကိုနှိုင်းရှင်ကြည့်ခြင်းအပြင်ကိုယ့်ရဲ့အတန်ထွက်ကမှန်လားမမှန်လားဆိုတော့လေလေ့ကျင့်လို့ရတယ်ပေါ့နော် practice လုပ်လို့ရတယ်ဒီမှာဒါတော့သူ့ရဲ့အခြေခံ feature လေးပေါ့နော်အဲ့တော့ clarity clash ပဲဆိုပါနော်အဲ့တော့ကျွန်တော်ပြောချင်တဲ့ဒီမှာဟိုနမူနာစာကြောင်းတွေအတန်ထွက်ကလည်းဒီမှာဒါမျိုးပေါ့နော်သူဥပမာဒီမှာ clashes broke out between police and demonstrators ဆိုတဲ့အမျိုးစာကြောင်းမျိုးပေါ့နော်တချို့ common ဖြစ်တဲ့စာကြောင်းတွေဆိုရင်အဲ့ဒါမျိုးအတန်ထွက်တွေပါပြပေးထားတယ်အဲ့ဆိုရင်ကျွန်တော်နားထောင်ကြည့်လို့ရတယ်နားထောင်ကြည့်ပြီးရင်သူ့အတိုင်း like ပြီးတော့ imitate လုပ်ပြီးတော့ပြောကြည့်လို့ရတယ်ပေါ့နော် Clashes broke out between police and demonstrators. အဲ့လို like ပြောကြည့်တဲ့အခါမှာသူ့ရဲ့ဘယ်နာလေးမှာအတန်မြင့်သွားလေပေါ့ intonation ဒီ rhythm ပေါ့နော်ကသူ့ရဲ့စီးချက်ကသူ့အတန်ကိုဘယ်လိုလေးပြောလဲပေါ့နော်ဟိုဘယ်နာမှာရက်ပြီးတော့ဘယ်နာမှာဆက်ပြီးတော့ပြောလေပေါ့နော်ဟိုဘယ်နေရာမှာစကားလုံးတွေကိုချိတ်ပြီးတော့ပြောလေပေါ့နော်ဟိုမှာ broke out ပေါ့နော်ဒါမျိုးချိတ်ပြောသွားတဲ့နေရာတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကနားထောင်ကြည့်ပြီးတော့ like ပြောကြည့်လို့ရတယ်ပေါ့နော် Clashes broke out between police and demonstrators. ကိုအဲ့တော့နှစ်သက်တဲ့ပုံစံတွေပေါ့နော်ဟိုမှာ British English လား American English လားစသဖြင့်ပေါ့နော်ဒါမျိုးသုံးလို့ရပါတယ်ဒါကတော့နမူနာအနေနဲ့ပြလိုက်တာပါ okay အဲ့တော့တချို့စကားလုံးတွေ entry တွေမှာဥပမာဆိုရင်သူရဲ့ clash ကိုနောက်တစ် synonym အနေနဲ့သုံးလို့ရတာတွေပြပေးတယ်ဒီမှာတော့ EDM တွေဘာတွေမပါဘူးပေါ့နော်တချို့ EDM အနေနဲ့သုံးလို့ရတယ်ဥပမာကျွန်တော်တို့အသုံးများတဲ့ဒီ cat တို့ပဲဆိုပါတော့เนาะ GD cat okay ဆိုလို့ရှိရင်ဒီမှာပေါ့နော်အဲ့တော့သူ့ကို EDM အနေနဲ့ဆိုရင်ဘာတွေသုံးလို့ရတယ်ပေါ့နော်အဲ့ဆို EDM နှိပ်လိုက်တာနဲ့ကျွန်တော် cat ကို EDM အနေနဲ့သုံးတဲ့ entry တွေစီကိုရောက်သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး phrasal verb အနေနဲ့သုံးနိုင်ခြင်းဆိုရင် phrasal verb ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာ get about ပေါ့နော် get around get a verb yourself စသဖြင့်ပေါ့နော်သူသုံးတဲ့ phrasal verb တွေကိုတွားပြီးတော့လေ့လာကြည့်လို့ရတယ်ပေါ့နော်ဆိုလိုတာသူအတိတ်ပဲသိအောင်ဆိုတာဒါအများကြီးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ပြီးရင်တခါဒီမှာကျွန်တော်တို့ရောတတ်တာလေးပေါ့နော်ဥပမာ get ဆိုရင်ကျွန်တော်တို့က
သူ့လိုမျိုးပဲပေါ့နော်ဒီ object နှစ်ခုနဲ့သုံးလေးရှိတဲ့ဟာမျိုးပေါ့နော်ဒါဆိုရင်တခြားဟာတွေတူတာတွေဒါမျိုးတွေလည်းသူပြထားလေးရှိရပေါ့နော်ဒါမျိုး side note လေးလည်းပါတယ်တယ်ပေါ့နော်သူကအင်္ဂလိပ်မှာအသုံးများတဲ့စကားလုံးဒါပေမဲ့ကျွန်တော်တို့ formal writing နေမှာတော့ရှောင်လေးရှိတယ်လို့ဒါမျိုးလေးပြောထားလေးရှိရပေါ့နော်စသဖြင့်ကျွန်တော်တို့ဒီ entry တစ်ခုကိုကြည့်လိုက်တာနဲ့စကားလုံးတစ်လုံးမှာလေ့လာစရာတွေအများကြီးပဲပေါ့နော်ဥပမာ cat ဆိုရင်သူက meaning ပေါင်းအများကြီးရှိရပေါ့နော်ဘယ်နှခုလောက်ရှိမလဲအဲ့တော့29ခုရှိရပေါ့နော်ဒါ EDM တွေ phrasal verb တွေမပါဘူးဆိုတော့ဒီ get တစ်လုံးနဲ့ကျွန်တော်တို့တနေ့ကုန်ထိုင်ပြီးတော့လေ့လာနေလို့ရတယ်ပေါ့နော်အဲ့ဒါမျိုးပေါ့နော် okay ဒါကတော့ကျွန်တော်တို့အကျမ်းပေါ့နော်ကျွန်တော်တို့ဒီ dictionary ဒီ dictionary မှာဘာတွေပါလဲဆိုတာရေဘယ်လိုသုံးချလို့ရမလဲဆိုတာကိုပြောသွားတာဖြစ်ပါတယ် okay